လူဦးရေ1.4 ဘီလီယံကျော်ရှိတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အိန္ဒိယနိုင်ငံရဲ့နိုင်ငံခေါင်းဆောင်ကိုတယောက်ယောက်ကလှုပ်ကြံဖို့ကြိုးစားလာရင်ဘာတွေဆက်ဖြစ်လာနိုင်မလဲဒီမိကွန်းရဲ့အဖြေကတော့တိတ်ဆိတ်ငြိမ်သက်ပြီးသတ်မှတ်ချက်တွေအတိုင်းတိတိကျကျလှုပ်ရှားနေတဲ့ Hewlett တဆေးတပ်ဖွဲ့တစုစီမှာရှိနေပါတယ်သူတို့ကတော့အိန္ဒိယဝန်ကြီးချုပ်ရဲ့အသက်ဘေးကင်းလုံခြုံရေးအတွက်မျက်တောင်မခတ်တာဝန်ယူထားရတဲ့နိုင်ငံတော်ရဲ့အထူးအဆင့်မြင့်ဆုံးလုံခြုံရေးတပ်ဖွဲ့ပဲဖြစ်ပါတယ်တကယ်တော့ဒီလိုကြီးစံတောင်တိုးမပေါက်နိုင်တဲ့လုံခြုံရေးစနစ်ကြီးတစ်ခုဖြစ်လာဖို့နောက်ွယ်မှာသွေးစွန်းခဲ့တဲ့သမိုင်းကြောင်းတစ်ခုရှိခဲ့ပါတယ်1984ခုနှစ်မှာအိန္ဒိယရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အင်ဒီရာဂန်ဒီဟာသူမရဲ့ကိုရံတော်တွေလက်ချက်နဲ့ပဲလှုပ်ကြံခံခဲ့ရပါတယ်ဒီလိုကြည်ကွေးစရာသမိုင်းဝင်ဖြစ်ရဆိုကြီးဖြစ်ပွားပြီးတဲ့နောက်မှာတော့အိန္ဒိယအစိုးရဟာဝန်ကြီးချုပ်ရဲ့လုံခြုံရေးအတွက်ဘလို့အမှားယွင်းမှအဖြစ်မခံတော့ဘူးဆုံးဖြတ်ခဲ့ပြီးနောက်1985ခုနှစ်မှာ SPG လို့ခေါ်တဲ့ Special Protection Group အထူးကာကွယ်ရေးအဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်ဒါဟာအိန္ဒိယနိုင်ငံအတွက်အထူးကြီးဆုံးသောလုံခြုံရေးစနစ်တစ်ခုရဲ့အစပြုခြင်းတစ်ခုဖြစ်လာပါတော့တယ်အားလုံးပဲမင်္ဂလာပါ General Knowledge မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံကဝန်ကြီးချုပ်ရဲ့လုံခြုံရေးကိုဘယ်လိုမျိုးကာကွယ်ထားကြလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးမှာလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျာအိန္ဒိယဝန်ကြီးချုပ်သွားလျာမှာအနောက်တိုင်းဝတ်စုံအမဲရောင်တွေကိုစမတ်ကြကြဝတ်ဆင်ပြီးနေကာမျက်မှန်အမဲတွေတက်ထားတဲ့လူတစုကိုဝန်ကြီးချုပ်ရဲ့ဘီနာမှာအမြဲတမ်းတွေ့ရမှာပါသူတို့ကတော့ SPG ရဲ့ထိပ်တန်းကွန်မန်ဒိုတွေဖြစ်ပါတယ်အဝတ်စားတွေကကြည့်ရတာစတိုင်ကြဖို့ဝတ်ထားတယ်လို့ထင်ရပေမဲ့တကယ်တော့ဒါဟာ fashion အတွက်ဝတ်ဆင်ထားကြတာမဟုတ်ပါဘူးသူတို့တက်ထားတဲ့နေကာမျက်မှန်အမဲတွေဟာသူတို့ရဲ့မျက်လုံးတွေဘယ်ဘက်ကိုကြည့်နေလဲဘသူကိုစောင့်ကြည့်နေလဲဆိုတာရန်သူကမသိအောင်ဖုံးကွယ်ထားဖို့ဖြစ်ပါတယ်ပြီးတော့သူတို့ရဲ့စမတ်ကြလာတဲ့စုဝတ်စုံတွေအောက်မှာခန္ဓာကိုယ်ကိုအပြည့်အကာအကွယ်ပေးထားတဲ့ကြည်ကာအင်ဂျီတွေနဲ့အတူရန်သူကိုစက္ကန့်ပိုင်းအတွင်းအမှုန့်ကျိတ်နိုင်တဲ့ FN-P90 submachine guns ဒါမှမဟုတ် Glock pistol လိုမျိုးအဆင့်မြင့်လှတဲ့ Hewlett လက်နက်စမ်းတွေကိုအသင့်အနေထားဖုံးကွယ်တည်ဆောင်ထားကြတာပါဒါတွေမကသေးပါဘူးသူတို့လက်ထဲမှာအမြဲတမ်းကင်ထားလေးရှိတဲ့အမဲရောင်လက်ဆွဲအိတ်လေးတွေမှာလည်းအကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်ဒါဟာရုံးလုပ်ငန်းသုံးစာရွက်စာတမ်းတွေထည့်ထားတဲ့အိမ်မဟုတ်ပါဘူးတကယ်တော့ဒါဟာခောက်သိမ်းလို့ရတဲ့အဆင့်မြင့်ကေဗလာအမျိုးအစားကြီးကတိုင်းကြီးဖြစ်ပါတယ်အကယ်၍ဝင်ကြီးချုပ်အနီးနားမှာတနက်တန်တစ်ချက်ထွက်ပေါ်လာတာနဲ့ဒီလက်ဆွဲအိတ်ဟာစက္ကန့်ပိုင်းအတွင်းဖြန့်ထွက်သွားပြီးဝင်ကြီးချုပ်ကိုကြီးစံတွေရန်ကနေကာကွယ်ပြီးမဲ့တမဏီတတိုင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်ဝင်ကြီးချုပ်ရဲ့လုံခြုံရေးဟာသူတနေရာကနေတနေရာကိုရွှေ့ပြောင်းသွားလာတဲ့အခါမှာပိုပြီးတော့ထိတ်လန့်ဖို့ကောင်းပြီးတော့စနစ်တကျရှိလာပါတယ်။ကုန်းချောင်းရောလီချောင်းပါဘလို့မှတိုက်ခိုက်လို့မရနိုင်တဲ့ခန်းတက်ကြီးတွေအဖြစ်ပြောင်းလဲပစ်လိုက်ကြပါတယ်